This is the global sea ကမ္ဘာပေါ်မှာအနေရရှိဆုံးတဲ့အလုံကျဆုံးနေရာကိုပြပါဆိုလို့ရှိရင်ဒီနေရာကိုပဲပြရပါလိမ့်မယ်။ဒါကကမ္ဘာပြတဲ့နေ့ကိုရောက်လာခဲ့လို့ရှိရင်လူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ Cyber Global Sea Sport လို့ခေါ်တဲ့ကမ္ဘာ music ဘန်ကြီးပဲဖြစ်ပါတယ်။နော်ဝေးနိုင်ငံရဲ့ဝေးလည်လာတဲ့အာတင်မြဝေရိုးစွန်းဒေသကကြောက်တန်းကြီးတွေပေါ်မှာပေ400ကျော်အနက်ထိတူးဖော်ဆောက်လုပ်ထားတာပါ။ဒီနေရာကနျူကလ িয়ার စစ်ပွဲဖြစ်တာငလင်လောက်တာဒါမှမဟုတ်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာမျိုးတွေကိုပါခဏရရှိအောင်တိစောက်ထားတဲ့ domestic port ကြီးတစ်ခုပါပဲ။ဒီဘန်ထဲမှာဆိုလို့ရှိရင်ကမ္ဘာတဝန်းကအရေးကြီးတဲ့တီးနှံမျိုးစေ့ပေါင်း1 တန်းကျော်ကိုတင်ဆက်ထားပါတယ်။အခုချိန်ကိုအနုတ်ဒီဂရီ Celsius sitting grade မှာအမြဲရှိနေအောင်ထိန်းထားပြီးတော့လျှက်စစ်မီပြတ်တောက်သွားလို့ရှိရင်ပတ်ဝန်းကျင်ကရေခဲပြစ်နေကြောင်းမျိုးစေ့တွေကနှစ်ပေါင်းရာချီတောင်မပြတ်စည်းပဲနဲ့ရှိနေမှာပါ။ဒါကလူသားမျိုးနွယ်ရဲ့ biological instrument လို့ခေါ်တဲ့ဇီဝဆိုင်ရာအာမခံချက်ပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာစစ်ပွဲတွေရာသီဥတုဖောက်ပြန်မှုတွေကြောင့်အပင်မျိုးစိတ်တွေမျိုးတုံးသွားခဲ့လို့ရှိရင်ဒီ Cyber bus ကမျိုးစေ့တွေကနေပြီးတော့မှဘဝအသစ်ကိုပြန်ပြီးတော့မှစနိုင်မှာပဲဖြစ်ပါတယ်။ဒီနေရာကအမောင်တို့တွေကနေပြီးတော့မှညှော်လင့်ချက်အလင်းတန်းတစ်ခုလိုလူသားတွေရဲ့အနာဂတ်အတွက်ငြိမ်းချမ်းစွာနဲ့ကိန်းဝတ်နေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ချိန်မှာကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတာကဒီလိုမျိုးစေ့လေးတွေကနေပြီးတော့မှပဲစတင်ရမှာပါ။မိတ်ဆွေရောဒီလိုနေရာမျိုးရှိရဆိုတာအရင်ကတည်းကသိခဲ့ဘူးလား။ comment မှာရေးပေးခဲ့ပါအောင်ရှင်။ကျမကတော့လိုတာပဲဖြစ်ပါတယ်။